Zone of Adama ချိုးဆိုပါတယ် Solo Leveling ရဲ့ Chapter 190တဲ့အစမှာဂျင်ဟိုညံ့ဂျင်ဦးတို့အကင်ဆိုင်တစ်ခုမှစုံညီကြတာကိုတွေ့ရမှာပါဂျင်ဟိုဟာအရန်ကိုစိတ်လူရှာနေပြီးဂျင်ဦးရဲ့ညီမဖြစ်သူဂျင်အားကိုလက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်ဂျင်ဟိုကသူပြင်ဆင်ထားတဲ့လက်စွပ်ကိုဂျင်အားကြိုက်ပါမလားဆိုပြီးစိုးရိမ်နေတယ်လို့ဂျင်အားအတွက်လက်ဆောင်မျိုးစုံကိုလည်းပြင်ဆင်ထားပါတယ်အော်စရာအကောင်းဆုံးကတော့ဂျင်ဟိုဟာဂျင်အားဆေးချောင်းပြီးညဖွင့်ပေးဖို့အတွက်130 ဘီလီယံတန်ဖိုးရှိတဲ့ဆေးရုံအဆောက်အဦတစ်ခုကိုပါဆောက်လုပ်ပေးဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။ဒါကိုကြားလိုက်တဲ့ဂျင်ဟိုကဂျင်ဟိုကိုမင်းကလူကောင်းတစ်ယောက်ပါမင်းရဲ့ပုံစံအတိုင်းပဲနေပါဆိုပြီးအားပေးခဲ့ပါတယ်။ဂျင်ဦးအိမ်ပြန်ရုံးတဲ့အခါမှာတော့ဇနီးဖြစ်သူချာဟဲအင်ကစီးကြိုနေပါတယ်။သူတို့ရဲ့တာလီစုဟိုကတော့အိမ်မပျော်သေးပြအရန်ကိုတက်ကြွနေတာကိုတွေ့ရမှာပါ။ဒီချိန်မှာဂျင်ဦးရဲ့အရေးစစ်တွေချစ်တဲ့ Igris နဲ့ Bellion ညွန့်ဟာစုဟိုလေးကိုဘာသင်ပေးမလဲဆိုတာညင်းခုန်နေကြပါတယ်။ Igris ကဓာတ်ရည်ပညာသင်ပေးချင်နေပြီး Bellion ကတော့ဒီခေတ်မှာပညာရေးကပိုအရေးကြီးတယ်လို့ယူဆနေပါတယ်။ချာဟေအင်ကတော့ကလေးကိုလမ်းတောင်မချောက်တတ်သေးခင်ဒါတွေမစင်စားကြဘူးနဲ့ဂျင်ဦးကိုလည်းအိမ်စောစောပြန်လာဖို့ပြောခဲ့ပါတယ်။နောက်တစ်နေ့မှတော့ဇဲရာရှိအဖြစ်အလုပ်လုပ်နေတဲ့ဂျင်ဦးစီကိုဌာနမှူးဦးဂျင်ချောကခေါ်လိုက်ပါတယ်။ဂျင်ချောကဂျင်ဦးကိုအခုထိဟန်တာဆောင်းလို့ခေါ်နေတော့ပါပဲ။သူတို့နှစ်ယောက်အမှုကိစ္စတွေအကြောင်းပြောဖြစ်ကြရင်းနဲ့ဂျင်ချောကဂျင်ဦးတည်ခြင်းမဲ့တရင်တစ်ခုကိုပြောပြလာပါတယ်။အဲ့ဒါကတော့ဥက္ကဋ္ဌကိုကန်ဟီဟာအခြေအနေအရန်စူးရင်ရတဲ့အဆင့်ကိုရောက်နေပြီဆိုတာပါပဲဂျင်ဦးဟာဂိုကန်ဟီရှိယာစေယုံကိုချက်ချင်းသွားခဲ့ပါတယ်ဂိုကန်ဟီဟာဒီအန်ဆဲဆဲအခြေအနေချစ်နေပြီမြင်ဂျင်ဦးကိုမြင်လိုက်ရတဲ့အတွက်အရန်ဝမ်းသာသွားပါတယ်ဂိုကန်ဟီကသူဟာရှီလျားတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခဲ့ရပြီချစ်ကြောင်းနဲ့ဂျင်ဦးပေးခဲ့တဲ့တက်တန်း10နှစ်အတွင်းမှာသူလူချင်တာတမျှလူခဲ့ပြီးပြီလို့ဆိုပါတယ်သူရဲ့နောက်ဆုံးဆန္ဒအနေနဲ့အရင်ဘဝတုန်းကသူတို့နှစ်ယောက်အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့အမတ်တရတွေကိုပြန်မြင်ချင်တယ်လို့တောင်းဆိုခဲ့ပါတယ်ဂျင်ဦးကဂိုကန်ဟီရဲ့လက်ကိုကင်လိုက်ပြီးအတိတ်ကအမတ်တရတွေကိုပြန်လဲမြင်တွေ့ရှိခဲ့ပါတယ်ဂိုကန်ဟီဟာမင်းလိုသူရဲကောင်းတွေနဲ့အတူရှိခဲ့ရတာဂုဏ်ယူပါတယ်ဆိုတဲ့စကားကိုပြောရင်းငင်းချမ်းစွာနဲ့ကွယ်လွန်သွားခဲ့ပါတယ်ဂျင်ဦးကလည်းသူ့ကိုသူရဲကောင်းတစ်ယောက်ပါလို့မှတ်တမ်းတင်ပေးခဲ့ပါတယ်ဂိုကန်ဟီရဲ့စေယုံကညီဂျင်ဦးအထွက်မှာတော့ဇနီးဖြစ်သူချာဟဲအင်းစီကဖုံးဝင်လာပါတယ်ဟဲအင်းဟာအရန်ကိုထိတ်လန့်တရားထင်နေပြီးအိမ်မှာစူဟိုလီပြန်တန်းနေတယ်လို့ပြောလိုက်ပါတယ်စူဟိုလီဟာအခန်းထဲမှာပစ္စည်းတွေကိုလွန့်ပြန်စေပြီးသူကိုယ်တိုင်လည်းပြန်တန်းနေတာကိုတွေးလိုက်ရတဲ့အတွက်ဟဲအင်းတယောက်ဘာလို့ရမှန်းမသိဖြစ်နေတာပါဂျင်ဦးကတော့စိတ်မပူဖို့နဲ့တားလီကိုဘလို့ပြန်တန်းရမလဲဆိုတာသူကိုယ်တိုင်သင်ပေးမယ်လို့အေးအေးဆေးဆေးပဲပြန်ပြောခဲ့ပါတယ်ဒါဟာဂျင်ဦးရဲ့စွမ်းအားတွေကသူ့ရဲ့တားလီစူဟိုစီကိုဆက်ခံသွားပြီဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်